မင်္ဂလာပါတောက်ကြသားသမီးများအတွက်9လပိုင်းတစ်လတာထဲတော့ကြက်မှာဖတ်ကြားပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးများပါခဲ့လို့ရှိရင် like and comment လေးမှတ်ခဲ့ပေးပါဦး follow မလုပ်ရသေးလို့ရှိရင်လည်းအပေါင်းလေးကိုနှိပ်ခဲ့ပေးပါဦးเนาะမိမိရဲ့မိတ်ဆွေထဲမှာတောက်ကြသားသမီးများရှိလို့ရှိရင်လည်း share ပေးသွားကြပါဦးเนาะတောက်ကြသားသမီးများအတွက်9လပိုင်းမှာကြာလာတဲ့ထဲတော့နမိတ်ရဆိုလို့ရှိရင်เนาะဒီကာလမှာခီးတစ်ခုသွားရတတ်ပါတယ်ထိုခီးရလည်းကောင်းတဲ့ခီးဖြစ်ပါလိမ့်မယ်เนาะမိတ်ဆွေတို့ရဲ့လေးလေးနှပြမှုကိုခံရတတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်အထူးအားဖြင့်ငွေချင်းငါးချင်းကိုဂရုစိုက်ပေးပါငွေကြီးလိမ်ခံရတတ်ပါတယ်နော်ရဝေးမှာဆွေမျိုးတွေရောက်လာတတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိကိုကောင်းကျိုးမပေးတဲ့ဆရာများလည်းရောက်လာတတ်ပါတယ်နော်ငွေအတွက်ကတော့တောကဖြစ်တတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်အလုပ်နေရာကတော့ပြောင်းရွှေ့ရတတ်ပါတယ်နော်မမျော်လင့်ပဲနဲ့အမှုကိစ္စတစ်ခုနဲ့လည်းရင်ဆိုင်ရတတ်ပါတယ်ရွှေစက်ပစ္စည်းတစ်ခုလည်းဝင်ဖို့ရှိပါတယ်လက်ထပ်ပတ်နာရင်လည်းရှိပါတယ်ငွေသူဖြစ်လို့ရှိရင်တော့အိမ်အောင်ကြက်တတ်ပါတယ်နော်လုပ်ငန်းအသက်လည်းပေါ်တတ်ပါတယ်နော်အိမ်နေရာလည်းပြောင်းရတတ်ပါတယ်ဒါမှမဟုတ်အိမ်ပြင်ရတတ်ပါတယ်နော်ကျမ်းမာရေးစိုက်ဖို့အတွက်ကတော့လက်ခြေထောက်ပိုင်းနဲ့နှလုံးသွေးတို့မျက်စိယောဂါတွေကိုယူစိုက်ပေးဖို့လိုအပ်ပါတယ်ရတရားအနေနဲ့ကတော့တောက်ကြတဲ့သင်းများတွေညနာတွေပြပြောက်ပြီးတော့ကောင်းတာတွေရောက်ရှိလာဖို့အတွက်ဆိုလို့ရှိရင်တနေ့ကုန်နေ့တိုင်းမှာတကိုးကြီးဖျားစီတီတဆူရဲ့တနေ့ကုန်နေ့နဲ့ရုပ်ပွားတော်ရှိမှာအမိုးတိုင်တိုင်းနဲ့ဖျောင်းတဲ့တိုင်းထွန်းညင်ပြီးတော့ပူဇော်ပြီးတော့လူတန်းဆူတောင်းပေးပါအောင်ထမင်းအုံပေါင်းအုံနှုတ်ခေါ်တဲ့မျိုးမျိုးကိုစုံပွဲတစ်ပွဲပြင်ပြီးတော့လူတန်းဆူတောင်းပေးပါအញ្ញံခိုင်များပြေပြောက်ပြီးတော့ကောင်းတာတွေရောက်ရှိလာပါလိမ့်မယ်ခင်ဗျာ